င်းပြပြီးတော့ရှာတယ်နော်ဒီဒီ vlog ကနေကျစဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ Shopback application ကိုပတ်စံဘယ်လိုထုတ်ရမလဲဆိုတာမေးတဲ့လူရမ်းများနေတဲ့အတွက်ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးတော့ဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီနောက်မှာတွေ့ရပါမယ်ကျွန်တော်ရဲ့အမောက်ပေါ့နော်160ဘက်ဒါပေမဲ့ကျွန်တော်ဟိုတစ်ခါအရင်တစ်ခါတော့ထုတ်ပြီးသွားရပေါ့နော်ကျွန်တော်အားလုံးရိုက်ပြပြီးတော့မလို့ပဲဒါပေမဲ့အဲ့ဒီဗီဒီယိုကပျောက်တော့လို့ပါဗျာအခုကျွန်တော်ပြန်ရိုက်ပါမယ်ဟုတ်ကဲ့ဘယ်လိုထုတ်ရမလဲဆိုတော့ကျွန်တော်အစအဆုံးရှင်းပြပေးတော့ပါဒီဗီဒီယိုကိုအစအဆုံးလေးကြည့်ပြပါခင်ဗျဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်9ပတ်ရှိရပေါ့နော်ဘာလို့လဲဆိုတော့90ပတ်တော့မပြည့်သေးဘူးသူတို့က minimum ကို90ပတ်ရှိမှထုတ်လို့ရပါမယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ ban သွားချိတ်ရမှာဖြစ်ပါတယ်ကဲ withdraw ဒီနားလေးနှိပ်လိုက်ပါ manage ဆိုတဲ့နေရာလေးနှိပ်လိုက်ပါကျွန်တော်ကချိတ်ပြီးသားမလို့ပေါ့နော်အဲကြောင့်မို့ကျွန်တော်manage နေရာမှာထည့်နှိပ်ပေးပါ manage နေရာမှာနှိပ်ပြီးတော့သူကထိုင်းစာဖတ်ထည့်ရမယ်ပေါ့နော်ဒီထဲမှာကျွန်တော်တို့ထိုင်းစာဖတ်ရမယ်ပြီးတော့ကျွန်တော်တို့ဘဏ်ကောက်ရှိရမယ်ဒါမှမဟုတ် e-wallet too many ဖြစ်ဖြစ်ကျွန်တော်တို့ရှိရပါမယ်ကျွန်တော်ရှင်းပြရပေါ့နော်တကယ်လို့ထိုင်းစာမတက်ရင်လည်းကျွန်တော်ဒီနောက်မှာထိုင်းပါတာပြန်ပြီးတော့ပြောပြမယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဘဏ်ကောက်ပေါ့နော်ဘဏ်ကောက်ကိုရွေးခိုင်းတာဖြစ်ပါတယ်ပထမတစ်ခုကဘဏ်ကောက်ကိုရွေးခိုင်းတယ်ဒုတိယတစ်ခုကတော့ e-wallet ကိုရွေးခိုင်းတယ် e-wallet ကတော့ option တိတ်မြောက်too many ပဲရှိတယ်ကျွန်တော်တို့ဘဏ်ကောက်ကတော့ option အများကြီးရှိပါတယ်ဗျဒီနေ့မှာဘဏ်ကောက်ဘဏ်ရှိမယ်ခွန်ထိုင်ဘဏ်ရှိမယ်ဆေးရမ် SCB ပေါ့နော်ရှိမယ်ကက်စီကွန်ရှိမယ်ခွန်စီရီဘဏ်ရှိမယ် TMB အဲ့ဒါကျွန်တော်မသိဘူးနော် TMB ရှိမယ် CIMB ရှိမယ် UOB ရှိမယ်ကျွန်တော်တို့ကြိုက်တဲ့ဘဏ်ကိုရွေးလိုက်ပါကျွန်တော်ကတော့ကက်စီကွန်ဘဏ်ကိုရှိရဆိုကက်စီကွန်ဘဏ်ကိုရွေးလိုက်ပါပဲโอเคအဲ့ဒါမှပြတ်တယ်မှာစတာပါပဲကျွန်တော်တို့ဒုတိယတစ်ခုကိုတွေးရမှာဖြစ်ပါတယ်ဗျအဲ့ဒုတိယတစ်ခုကတော့ပါကိုဆိုလိုချင်းရလဲဆိုတော့ကျွန်တော်တို့ရဲ့ဘဏ်ကနာမည်ပေါ့နော်ဘဏ်မှာရေးထားတဲ့နာမည်ကိုအတိအကျမှန်ကန်စွာရေးပေးရပါမယ်ဟုတ်ကဲ့ဒီတော့မှကျွန်တော်တို့ရဲ့နာမည်ပေါ့နော်ကျွန်တော်တို့ရဲ့ဘဏ်အကောင့်နာမည်အတိအကျရေးပေးပါမယ် sorry နောက်ထပ်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ရဲ့ဘဏ်အကောင့်ရဲ့နံပါတ်ပေါ့နော်ကျွန်တော်ဘဏ်အကောင့်ရဲ့နံပါတ်ကိုတိကျမှန်ကန်စွာရေးပေးရပါမယ်အဲ့ဒါပြီးတော့ရင်ကျွန်တော်တို့ရေးပြီးတော့ရင်ကျွန်တော်တို့ညာဖက်ကိုနှိပ်ရပါတော့ဘယ်ဖက်ကကြောင့် cancel ရေးထားတယ်ညာဖက်ကကြောင့်ကျွန်တော်တို့ confirm တယ်လို့နှိပ်ပေးရပါမယ်ဟုတ်ကဲ့ဒါနှိပ်ပေးလိုက်ရင်ကျွန်တော်တို့ကပြီးသွားပါပြီကျွန်တော်တို့ဒီလိုမျိုးထွက်လာတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုထုတ်ရမလဲဆိုတာကျွန်တော်ပြောပြရမယ်ပါတယ်အဲ့ချိတ်ပြီးတော့ရင်ကျွန်တော်တို့ withdraw ဆိုတဲ့နေရာမှာအောက်နားမှာရှိပါမယ်ကျွန်တော်တို့အဲ့နားမှာပဲwithdraw ဆိုတော့ကျွန်တော်တို့ဟိုအိမ်နားမှာရှိမှာဗျာဒီဘက်ကြောင့် profile withdraw နဲ့ပြီးတော့အောက်မှာရှိမှာပေါ့နော် withdraw amount under withdraw amount you would like to withdraw ဆိုတော့ကျွန်တော်တို့ရဲ့ amount ကိုနှိပ်ပေးရုံပါပဲဟုတ်ကဲ့ကျွန်တော် withdraw amount ကိုနှိပ်ပေးအောင်ပါပဲ။ပြီးတော့ withdraw နှိပ်လိုက်ရင်ကျွန်တော်2ရက်ဒါမှမဟုတ်3ရက်စောင့်ပေးရပါမယ်။ဟုတ်ကဲ့ဒီထက်နည်းနည်းကြာရင်လည်းဘာမှမဖြစ်ဘူးเนาะသူကတော့ပို့ပေးမှဖြစ်ပါတယ်ကျွန်တော်အရင်တစ်ခေါက်ကကျွန်တော်ထုတ်ပြီးတော့ရဆိုတော့အဲကြောင့်မို့ကျွန်တော်ပြောနိုင်ပါတယ်ဒီထက်မှကြည့်ပါကျွန်တော်51.5ပတ်ထုတ်ထားပါเนาะ51.5ပတ်ထုတ်ထားဒါပေမဲ့သူတို့ကကျွန်တော်ကိုပြန်ပို့ပေးတာတော့45ပတ်ပဲပို့ပေးတာပေါ့နော်ဘာတွေနှုတ်လိုက်လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်6ပတ်လောက်ဟုတ်ကဲ့ဟုတ်ကဲ့အားလုံးပဲအဆင်ပြေကြပါစေဗီဒီယိုကြီး
အရင်ရှိတော့ဆိုလို့ပေါ့နော်အားလုံးပဲအဆင်ပြေပါစေအားလုံးပဲဘိုင်ဘိုင်အိုးနောက်တစ်ခုရှိပါတယ်ကျွန်တော်လို့ရဲ့ဟိုပါတငယ်ချင်းတွေပါတယ်ကိုခေါ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တစ်ခေါက်ရှိရပေါ့နော်တငယ်ချင်းတွေကိုခေါ်ပြီးတော့ကျွန်တော်ချင်းကိုခေါ်ပြီးတော့ကျွန်တော်ကတငယ်ချင်းကိုခေါ်ပြီးတော့ referral ရရပေါ့နော်တရားပတ်ဒါပေမဲ့အဲ့ဒီတငယ်ချင်းကwithdraw ကိုရဲ့ဘဏ်အကောင့်ကိုထည့်ရရပေါ့နော်အဲ့ withdraw ထဲမှာဒါမှမဟုတ်ကိုယ့်ရဲ့တငယ်ချင်းကအနည်းဆုံး150ပတ်သုံးပြီးရမယ်ပေါ့နော်အဲ့ဒီ application မှာအဲ့ဒီ application ကနေတခြား shopping ထဲတွားပြီးတော့150အနည်းဆုံးပေါ့နော်အနည်းဆုံး3ရပါမယ်တကယ်လို့အ3ခုမပြည့်ကြော်လို့လည်း100ပတ်မရပါဘူးဟုတ်ကဲ့ကျွန်တော်တငယ်ချင်းကတော့သူကတော့ဘာမှမတုံးဖြစ်ဘူးပေါ့နော်ဟုတ်ကဲ့အကြောင်းမို့မရပါဘူးအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာဒါပေမဲ့ဒီမှာကြောက်160ပေါ့နော်တကယ်တမ်းကျွန်တော်ရှိတာထုတ်လို့ရတာ9ပတ်ပဲရှိတယ်ဟုတ်ကဲ့အားလုံးပဲနောက်တစ်ခုပြောပြချင်တာကတော့ဒီနောက်မှာပေါ့နော်Lazada က 8% ပေါ့နော် Shopee ကြောင့်20% ဘာလို့ပြောရလဲဆိုတော့ तू ကအမြင့်ဆုံးရမယ့်ရခိုင်တော့ကိုပြောတာဖြစ်ပါတယ်အမြင့်ဆုံးရနိုင်တဲ့အခြေအနေကိုပြောတာဖြစ်ပါတယ်20ပေါ့နော်ဟုတ်ကဲ့အားလုံးပဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲဗျအားလုံးပဲကြိုက်နေတဲ့ဆိုရင် like and subscribe တွေနှိပ်ပေးပါဗျအားလုံးပဲကျေးဇူးများကြီးတင်ပါတယ် bye bye